အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Color View Camera 3.0 ဖြစ်ပါတယ် HIK Vision Company မှထုတ်လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်အခုတက်ဆင်ထားတဲ့ဒီ camera Color View 3.0 ဆိုတာအကျိုးဆန်း AI ကို 3.0 ရပါဘောနော်နောက်ကျွန်တော်ဒီ audio မှာလည်း 2.0 မှာအပြင်ကို audio 2-way dot လည်းရတယ်သူရဲ့အားသာချက်ကကျွန်တော်24 hour color နဲ့ရတယ်ပေါ့နော်နေ့ည color နဲ့မြင်ရတယ်သူရဲ့အားသာချက်ကလေးတွေကအဓိကတော့ AI မှာလည်းပို့ပြီးတော့ပုံမှန်ပဲဒီနဲ့ကားနဲ့ကားဆိုလဲကားဒီပြန်ပြီးတော့ဆွဲပေးနိုင်တယ်နောက် drive radiation တွေကောင်းတယ် WDR ပါချာမြင့်တယ်ပေါ့နော်နောက်သူရဲ့ audio မှာသူရဲ့ mic ပါမယ်နောက်သူသုံးထားတဲ့ speaker PA speaker ကျေးဇူးတင်ပါတယ်မင်္ဂလာပါဗျသဘေးဆိုင်ကများဖြည်းဖြည်းစီးကြပါ